ကျွန်တော်ကထက်ပုံပုံများပြတဲ့မဟာမိတ်တွေလာတယ်ခံယူချက်တူညီတဲ့မဟာမိတ်တွေလာတယ်ပြီးတော့မှဒီအရခတ်တော်လိုမျိုးတကယ်ရဲပေါ်ရဲပဲကြီးမားတဲ့မဟာမိတ်တွေလည်းရှိတယ်ဒီဒေါ်လာရုံချိပါဒီမဟာမိတ်တွေကပေါ့နော်သူတို့တက်ဒီစောက်ပုံဖွဲ့စည်းပုံပြူဟာတွေခင်းပုံချိတ်ဆက်ပုံတွေကစသင်္ကန်းကြီးစာယူစရာအတူယူစရာအများကြီးရှိတယ်ပေါ့နော်တစ်ဆက်တည်းမှာတခြားအဖွဲ့တွေကြီးလိုက်ရင်လည်းပဲလုံးဝအတူမယူစရာပေါ့နော်လောမလို့ကဘာတွေမဖြစ်တင်တာလဲမပြောတင်တယ်လည်းအများကြီးအတူယူအဲ့ဒါကြီးမှလည်းပဲသင်္ကန်းစရာယူစရာလည်းအများကြီးရှိတယ်ဒါပေမဲ့လည်းအတူယူစရာလည်းအများကြီးရှိတယ်ဒီ2021-22ဒီကိုပြန်ကြည့်လိုက်မှဆိုရင်ဒီ6နှစ်တာကာလတို့မှာတဖြည်းဖြည်းတော့အကောင့်ဖက်ကိုအရွေ့ဖက်ကိုများလာတယ်တိုးတက်လာတယ်ကြစ်လစ်လာတယ်လို့ကျွန်တော်တို့ယူဆလို့ရတယ်အားလုံးပဲတာလီစောပါဒီကနေ့မှာတော့ချင်းပြည်နယ်တောင်ပိုင်းမင်းတပ်နဲ့ဒီကံပက်လက်မြို့နယ်တွေကဒီတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးတော့ချင်းပြည်သူ့တပ်မတော် CPA အတွင်းမှုဆလိုင်းရောမယ်ကိုမြင်မြတ်တော့မှာဖြစ်ပါတယ်ဆိုတော့တာလီစောပါကိုဆလိုင်းရောမယ်ခင်ဗျာတာလီစောပါကိုမြင်မြတ်တော့ဟုတ်ပါဆိုတော့ပထမဆုံးအနေနဲ့ပေါ့လေဒီချင်းပြည်နယ်တောင်ပိုင်းပေါ့လေဒီမင်းတပ်နဲ့ကံပက်လက်မြို့နယ်တွေကတိုက်ပွဲတွေအခြေအနေနဲ့ပတ်သက်ပြီးတော့ပြောပြပါဦးခင်ဗျာခုလက်ရှိဘယ်လိုအခြေအနေတွေရှိနေလဲပေါ့လေဒီမင်းတပ်ကောကံပလက်ကောကတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတော့မှာဒီစစ်ကော်မရှင်တက်ကလည်းပဲဒီကြောင့်တိုက်ခိုက်မှုတော့နေလိုက်ပါပဲဒီနေ့ကိုအနည်းဆုံးတစ်ချိန်ကနေအများဆုံး9ချိန်6ချိန်လောက်ရှိပါတယ်အဲ့လိုမျိုးဒီကြောင့်တိုက်ခိုက်မှုတွေကတော့မကျဲတဲ့ရက်တော့မရှိဘူးရက်ပေါင်း20ကျော်လာပြီခင်ဗျနေတိုင်းပါပဲဆိုတော့တစ်ဖက်ကကြည့်မှဆိုရင်စစ်မြေပြင်မှာသူတို့အထိနာတာပေါ့နော်ထိနာတဲ့ခါတိုင်းတော့လေချောင်းတွေတော့ပူလာတယ်ခင်ဗျအဲ့လိုမျိုးတော့ရှိပါတယ်ဆိုတော့မနေ့ကကျွန်တော်သတင်းထုတ်ပြန်ပြီးတဲ့ပြင်မှာပဲထိတွေ့မှုတော့ဆက်ရှိနေသေးပါပဲအဲ့လိုမျိုးတိုက်ပွဲတွေပြင်းထန်နေသေးပါလို့ပြောလို့ရပါတယ်ခင်ဗျဆိုတော့ဒီစစ်ကောင်စီကဒီချင်းပြည်ဒီတောင်ပိုင်းပေါ့လေဒီမင်းတပ်နဲ့ကံပက်လက်ကိုစပြီးတော့ထိုးတဲ့အချိန်မှာဒီတပတ်အတွင်းပဲရတော့မလို့တရက်နေ့အတွင်းပဲရတော့မလို့အဲ့လိုကြွေးကြော်နေတာတွေရှိတယ်ပေါ့လေဆိုတော့အခုအင်အားတွေလေအလုံးရင်းသူတို့သုံးတာတွေရှိတယ်ပြီးရင်ဒီလေချောင်းကလည်းအများကြီးဒီသုံးတာတွေရှိတယ်ပေါ့လေဆိုတော့ဒီလိုစစ်ကောင်စီရဲ့ဒီအင်အားကြီးတဲ့ဒီထိုးစစ်တွေပေါ့လေအဲ့ဒါကိုဘယ်လိုမျိုးကိုရောမယ်တို့အနေနဲ့ခုခံလဲဘယ်လိုစိတ်တဲ့တွေနဲ့ဘယ်လိုကြံ့ခိုင်မှုတွေနဲ့ဘယ်လိုမျိုးခုခံကာဝေးလို့အခုအခြေအနေမျိုးပေါ့လေတောက်ခံနိုင်တာလဲပေါ့ဒီကတော့စစ်ကောင်စီမှာလည်းပြောစရာရှိတာကနဦးမှာတော့အောင်ပွဲတော်ရတာအောင်နော်တောင်ပေါ်မတက်လာခင်ကလည်းပဲအောင်ပွဲတွေတောက်လျှောက်ရခဲ့တယ်တောင်ပေါ်စထိုးတော့လည်းပဲအောင်ပွဲတွေနိုင်ရတယ်အဲ့လိုမျိုးတွေကြတော့သူတို့တော့ဒီနေ့ပဲရတော့မလို့မနေ့ချမ်းပဲရတော့မလို့ပေါ့နော်သူတို့လည်းလိုမျိုးထင်စရာဖြစ်ခဲ့ပါတယ်ကျွန်တော်တို့ဘက်မှာလည်းလက်နဲ့ကင်တိုးတဲ့လက်နဲ့ကိုကျွန်းကျင်ဖို့လိုတာရယ်ကျွန်တော်တို့က CPA ဆိုလည်းပဲရှင်းပြောရင်ဖုတ်ပူမိတိုက်ပေါ့နော်ကျွန်တော်တို့ဒီတပ်ပတ်နှစ်ပတ် idea တော့စုနေတော့ညာလည်းပဲတကယ်စစ်မြေပြင်မှာလုပ်တယ်ဆိုတာကျွန်တော်အရင်ကလိုအချင်းဒါမဟာမိတ်တပ်ဖွဲ့တွေစုတာမဟုတ်ဘူးမင်းတပ်မတူပြီးကံပလက်လို့ CDF တိုင်လို့စတဲ့ချင်းကဒါမဟာမိတ်အဖွဲ့မဟုတ်ဘူးတယောက်နဲ့တယောက်စစ်ကိုပေးတဲ့အဖွဲ့မဟုတ်ဘူးone army one format one command one person နဲ့တွားတဲ့ဖွဲ့ချလောက်ခါစားဆိုတော့လေအခုမှစစုခါစားကျွန်တော်တို့မှာuniform ပုံစံဒူလေးတွားအောင်တော့မလုပ်ရသေးဘူးဒါပေမဲ့တကယ်အကြီးကြီးမားမားဒါတော်လိုင်းစမင်းပွဲကြီးပေါ့နော်အစ်စ်ခံရတဲ့ပုံစံဖြစ်တော့ကျွန်တော်ဥမှာအမင်းပေးစနစ်ဒီအတဲ့တယောက်ချိတ်ဆက်တာတွေချိန်သားကိုက်လို့ဆောင်မှုတွေမှာအားနည်းချက်ရှိတာပေါ့အဲဒီအားနည်းချက်ရှိတော့စစ်ကောင်စီလည်းထိုးတော့ကျွန်တော်တို့နောက်ဆုတ်ပေးခဲ့ရတယ်များတယ်ကျွန်တော်ဥမှာပေါ့ဒါပေမဲ့နောက်ကြတော့တဖြည်းဖြည်းနဲ့တယောက်နဲ့တယောက်ယုံကြည်လာတယ်စိတ်ချလာတယ်အတွေ့အကြုံတွေရလာတယ်စစ်ပွဲသဘောတဘာဝကိုနားလည်လာတယ်ပြီးတော့မှကြာလာတာနဲ့အမျှငါတို့ရဲ့ညီကိုငါတို့ရဲ့မြို့ကိုလုံးဝပေးလိုက်လို့မရဘူးပေါ့နော်ဒီတချို့နေရာတွေမှာဆိုရင်ဒါထက်ဘလို့မှအကျော်ခံလို့မရဘူးဒီနေရာကတကယ်ဘယ်လိုပြောမလဲတကယ်နောက်ဆုံးခံတာပဲနောက်ဆုံးခံစစ်ပဲဆိုပြီးမှဘလောက်ပဲခက်ကြမ်းတမ်းနေပါစီဒီနေရာနဲ့လုံးဝနောက်မဆုတ်တော့ဘူးဆိုတော့စိတ်တက်မျိုးပေါ့နော်အဲ့လိုမျိုးမွေးကြတယ်အဲ့ဒီမှာစစ်ကောင်စီရဲ့ထိုးစစ်အရှိန်အဟုန်ကုန်သွားတယ်ဒါပေမဲ့မြို့မရောက်နိုင်ဘူးမြို့မရလိုက်နိုင်ဘူးအဲ့ဒီအချိန်မှာကျွန်တော်တို့သူတို့အကုန်သူတို့အရှိန်အဟုန်အကုန်မှာကျွန်တော်တို့ထိုးစစ်ပြန်စတာပေါ့နော်အဲ့ဒီမှာပဲသူတို့လည်း
တက်လန်ကြတာတွေထိခိုက်မှုများတယ်ဖြစ်သွားတာပေါ့ပြောမယ်ဆိုရင်ဒီမှာဒီလိုမျိုးဒါရှင်းပြတာကနဦးအစအောင်ပွဲလို့ပဲပြောလို့ရပါသေးတယ်ရှေ့ဆက်ရင်စံကြအများရှိသေးတယ်ကျွန်တော်ရုံးကပါအများကြီးရှိသေးတယ်ဟုတ်ကဲ့ကိုရမဟုတ်ဆိုတော့ဒီမနေ့ကထုတ်ပြန်ချက်မှာဒီစစ်ကောင်စီတပ်ရဲ့ဒီလက်နက်တွေလက်နက်ခေရန်တွေပြီးဒီတပ်သားအလောင်းတွေကိုလည်းကိုရောမယ်တို့ထုတ်ပြန်ထားတာတွေ့ပါတယ်ဆိုတော့ဒါကရောဘေးတိုက်ပွဲဘေးချိန်လောက်ကဘယ်လိုမျိုးတိမ့်ပိုက်နိုင်ခဲ့တာလဲဘယ်လိုမျိုးရခဲ့တာလဲပေါ့လေဒါကတော့အဲ့ဒါတိုက်ပွဲတပွဲထဲမှာအဲ့လိုဖြစ်သွားတာမဟုတ်ပါဘူးတိုက်ပွဲ4 5 6ပွဲပေါ့နော်အဲ့လိုစုတာပေါ့စုထားတာပေါ့နော်ဆိုတော့တချို့တပ်ပုံတွေကလည်းပဲဟိုတပ်ပွဲဒီပါစတွေပေါ့နော်ဒီစကမတပ်သားတွေအလောင်းတွေဆိုတာလည်းပဲသူတို့ကဟိုတရက်သေးနဲ့ရတာမဟုတ်ဘူးအဲ့လိုမျိုးတောက်လျှောက်ဖြစ်လာတဲ့ဟာတွေပေါ့စုထားတဲ့ဟာတွေမှာအဲ့လိုမျိုးတစင်ချင်းပေါ့နော်လွန်ခဲ့တဲ့ဟို3 ပတ်လောက်ကစားပြီးမှာပေါ့နော်လက်တဲ့တရားခုနဒီနာရတာတွေကိုစုထားတာမျိုးဒီစက္ခတွေရဲ့ပါစာတွေရဲ့အလောင်းတွေကိုလည်းစုထားတာပေါ့နော်စုထားပြီးမှတစုတစည်းတဲ့ပြန်ထုတ်ပြန်တဲ့သဘောမျိုးပါပွဲတွေကရတာမျိုးမဟုတ်ပါဘူးဟုတ်ကဲ့ကိုရောမယ်ဆိုတော့ချစ်ဆက်ပြီးတော့ဒီအခုဒီထိုးစစ်ဆင်လာမဲ့သူတို့ကိုဘယ်လိုမျိုးကိုရောမယ်တို့တွေနဲ့ဘယ်လိုမျိုးပြင်ဆင်ထားလဲပြီးတော့ဘာတွေဟိုဆောင်ရွက်သွားဖို့ရှိပါလဲဗျကျွန်တော်လက်ရှိလုပ်နေတဲ့အလုပ်ကိုအကောင်းဆုံးဟိုဆက်လုပ်နိုင်ဖို့ပဲရှိပါတယ်ပြီးတော့မှရှိတိုက်ပွဲတွေမှာကျွန်တော်တို့ဘာတွေသင်ခန်းစာရခဲ့တယ်လဲဘာတွေသင်ယူရာရှိခဲ့တယ်လဲကျွန်တော်တို့ဒီထက်ဟိုပိုကောင်းဘာတွေလုပ်နိုင်တယ်လဲဆိုတာမျိုးနဲ့ပဲဒီအလုပ်တွေဆက်လုပ်ရမှာပေါ့ဖြစ်ဆက်ပြီးတော့ဘယ်လိုမျိုးပြောချင်တာတွေရှိပါလဲခင်ဗျဟိုသင်ခန်းစာယူတာအများကြီးရှိတယ်ဒီဒေါ်လာရုံကြည့်ပါဒီမာမိတ်တီကပေါ့နော်သူတို့တက်ဒီဆောက်ပုံဖွဲ့စည်းပုံပြူဟာတွေခင်းပုံချိတ်ဆက်ပုံတွေကစသင်ခန်းစာယူစရာအတူယူစရာအများကြီးရှိတယ်ပေါ့နော်တစ်ဆက်တည်းမှာတခြားအဖွဲ့တွေကြီးလိုက်လည်းပဲလုံးဝအတူမယူစရာပေါ့နော်ဟိုလောဘမလို့ရပါတယ်မဖြစ်တင်တာလည်းမပြောတင်တယ်လည်းအများကြီးအတူယူအဲ့ဒါတွေမှာလည်းပဲသင်ခန်းစာယူစရာလည်းအများကြီးရှိတယ်ဒီဘက်မှာလည်းအတူယူစရာလည်းအများကြီးရှိတယ်အဲ့ဒါမျိုးနဲ့ကျွန်တော်တို့တက်လက်ပြီးမှကောင်းမွန်သွားအောင်တိဆောက်ဖို့ပေါ့နော်ဒေါ်လာကြီးကိုကျွန်တော်တို့ဘိုးမှာထိရောက်တော့ဒီ2021-22ကိုပြန်ကြည့်လိုက်မှဆိုရင်ဒီ6နှစ်တာကာလတို့မှာတဖြည်းဖြည်းတော့အကောင့်ဖက်ကိုအရွေ့ဖက်ကိုများလာတယ်တိုးတက်လာတယ်ကြစ်လက်လာတယ်လို့ကျွန်တော်တို့ယူဆလို့ရတယ်အောင်မြင်မှုတွေရလာတယ်ပေါ့နော်ပြီးတော့မှလည်းဒီထက်ပိုအောင်မြင်မှုရအောင်ဒီအောင်မြင်မှုတွေအုပ်မြစ်ခိုင်ပါအောင်ကျွန်တော်တို့ဘာလို့ဒေါ်လာနေတာလဲဘာလို့ဒီလူငယ်လူရွယ်လေးတွေရဲ့အသက်တွေဘလောက်ပေးဆက်ပြီးမှလုံနေရတယ်လဲနော်ငိုဘာဖြစ်ချင်တာလဲနော်ငိုဘလို့ဖြစ်အောင်တည်ဆောက်ရမှာလဲဘလို့မျိုးဖြစ်လာမှာလဲဆိုတော့ရှင်းရှင်းလင်းလင်းရှိဖို့ပေါ့နော်ကျွန်တော်တို့ကတော့ဒီချင်းဒီတခုထဲတော့မဟုတ်ပါဘူးကျွန်တော်လည်းအရင်တော့ကတချို့ interview တွေမှာပြောတယ်လို့ပဲဒါစစ်ကောင်စီကနေရာတကာမှာအောင်ပွဲတွေရနေတယ်ပေါ့နော်ဒါဆိုပါစို့ဒီကလွဲလို့ပေါ့နော်ပြောချင်တာကညောင်ကျိုးတို့နဲ့ရေကန်တို့ကလွဲလို့ပေါ့ဒီရှမ်းမြောက်ပါဆိုလဲစစ်ကောင်စီအောင်ပွဲရနေတယ်ကချင်ဘက်ကိုလည်းထိုးနေတယ်စကိုင်းဘက်ကိုလည်းထိုးနေတယ်မကွေးမှာဆိုလဲအဲ့လိုစိတ်ကြိုက်ဟိုအယောက်200 300လောက်နဲ့ကြိုက်တယ်လို့မွေနောက်တွားလာမီးရှုတပ်ဖြတ်ရက်စက်ရန်ကားနေတာပဲထင်တိုင်းချင်းလို့ရတယ်ပေါ့နော်ဒီမှာတော့ဒီလိုမရဘူးဒီမှာတော့သူတို့တက်လန်သွားမယ်နောက်ဆုတ်သွားမယ်ဒီမှာတခြားတော်လိုင်းရဲ့ဖွဲ့တွေကိုလည်းပဲတကယ်လုံးမယ်တကယ်စူးစီးကြမယ်ဆိုရင်ဖြစ်နိုင်တယ်ဆိုရင်မှလုတ်ကြချင်တာပေါ့နော်လုတ်နိုင်ချင်တာပေါ့လေအဲ့ဒီအတွက်ကျွန်တော်တို့ဆက်ပြီးမှစူးစမ်းအားထုတ်နေတယ်ပေါ့နော်